ကမ္ဘာပထမဦးဆုံးပြောင်းမှုစမှုစာဒီနေ့တော့အလုပ်ပေးရလေးမှာကျွန်တော်ညီကိုလေးစုံပြီးတော့စမှုစာလေးလှုပ်ရှားဖြစ်ခဲ့ပါတယ်ဒီနီလန်းလေးကလောက်ရလဲလွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းလို့အခုကြည့်နေရကျွန်တော်ရဲ့မိတ်ဆွေတွေလက်ပြီးတော့လှုပ်ရှားကြည့်ကြဖို့ပြောချင်ပါတယ်ပါဝင်ပစ္စည်းကတော့လွယ်ကူရိုးရှင်းပါတယ်အာလူးရဲ့ကြက်တင်ရဲ့ပဲဖြစ်ပါတယ်ဒီထက်ပိုပြီးတော့စားကောင်းချင်ရင်တော့အမဲကြိတ်တာဝက်ကြိတ်တာကြက်သားကြိတ်တာပေါ့နော်ဒါမျိုးတွေထည့်ပြီးတော့ကြော်စားရင်တော့ပို့ပြီးတော့ကောင်းပါတယ်စမူစာရဲ့အသက်ကတော့မဆလာပဲဖြစ်ပါတယ်မဆလာကိုကျွန်တော်တို့ကလားလေးမဆလာလို့ပေါ့နော်ဒီလိုမျိုးမှုေးတဲ့မဆလာကိုတောင်းလို့ရှိရင်ပို့ပြီးတော့စားလို့လည်းကောင်းတယ်မွေးလည်းမွေးတယ်ပေါ့နော်စမူစာထုတ်တဲ့အခါမှာကျွန်တော်တို့ပြန်အုပ်တဲ့ကော်ကအရန်ကိုရေးကြည့်ပါတယ်ကျွန်တော်တို့ကတော့ဒါအကြုံမုံလေးကိုပြပြလေးတုံထားတယ်ပေါ့နော်စမူစာထုတ်နေတဲ့အချိန်မှာမတည်တတ်ဘူးဆိုရင်ကြော်တဲ့အခါမှာကျွန်တော်တို့အထဲမှာပါတဲ့ကြက်သွင်တွေအာလူးတွေကအပြင်ကိုကုန်ထွက်ပြီးတော့ဒါစမူစာပြတ်သွားမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ထုတ်တဲ့အချိန်မှာကော်တုတ်တာအရန်ကိုအရေးကြီးတဲ့ဘိုင်းမှာပါတယ်ပေါ့နော်အခုစမူစာတွေအားလုံးထုတ်ပြီးသားပြီဆိုတော့စပြီးတော့ကြော်ပါမယ်စမူစာကြော်တဲ့အခါမှာစီအရန်ပူနေလို့လည်းအဆင်မပြေဘူးအရန်အေးနေလို့လည်းအဆင်မပြေဘူးပေါ့နော်စီအနေတော်လေးမှာထည့်ပြီးတော့ကြော်တာကစမူစာအတွင်းပိုင်းရောအပြင်ပိုင်းရောအကျက်ညီတယ်ပေါ့နော်လုံနည်းကလည်းလွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းလို့အဝေးရောက်နေတဲ့ညီကိုတွေမြန်မာပြည်အလွမ်းပြည်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြဖို့ပြောချင်ပါတယ်စမူစာထုတ်တဲ့ဖက်ကတော့ကျွန်တော်တို့အာရှမတ်အများစုပါရှိပါတယ်အာရှမတ်တွေမှာကြည့်ပြီးတော့ဝယ်လို့ရပါတယ်ခင်ဗျာစမူစာကြော်နေတဲ့အချိန်မှာကြက်မကြက်သိချင်လို့ရှိရင်အခုလိုလေးရှေ့ဝါရောင်တန်းနေပြီအယောင်ကြီးနေပြီဆိုရင်တော့ဒါချက်ပါပြီချလို့ရပြီပေါ့နော်ကျွန်တော်တို့ကတော့စမူစာလေးဒါရတာလေးတစ်မျိုးစားကြလို့ပေါ့နော်ပြောင်းမှုစမူစာရဲ့တိုနာငါစမူစာရဲ့ဆိုပြီးတော့ရောပြီးတော့ထည့်ကြော်ထားပါတယ်ဒီကောင်ကကြောနေနေမှာဒီဘလော့ကြိတ်လိုက်ပါနော်ကမ္ဘာပထမဦးဆုံးပြောင်းမှုစမှုစာဒီမှာပြောင်းမှုရင်းနဲ့ဘုံမဲ့ဆိုရင်ကျွန်တော်ကြက်တဲ့ညာအားလုံးနဲ့ပဲနောက်ဒီနေ့ပြောင်းမှုလေးနဲ့ကမ္ဘာပထမဦးဆုံးပြောင်းမှုစမှုစာကျွန်တော်ကတော့မြင်တဲ့အတိုင်းပါပဲဒါအကျော်စာရဲ့ထုံးစံတိုင်းပဲပေါ့နော်ကြော်ရင်အရသာမြည်နေမှာဒါတစ်ခုပြီးတစ်ခုစားရင်ဗိုက်ပြနေပါပြီအဝေးရောက်နေကြတဲ့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေလည်းပေါ့နော်အခုလိုလေးတငယ်ချင်းတွေစုပြီးတော့တစ်ခုခုလှုပ်ရှားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တငယ်ချင်းတွေစုပြီးတော့ခီးတစ်ခုကိုအတူတူထွက်တာပဲဖြစ်ဖြစ်ဒါလုပ်ကြည့်ဖို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့နိုင်ငံခြားရောက်နေတဲ့သူအများစုကမနက်မိုးလင်းလာအလုပ်သွားညနေအလုပ်ပြန်ထမင်းဟင်းချက်ရေမိုးချိုးစားတောက်ပြီးတော့အိတ်တယ်ဒီလိုနဲ့ပဲနေ့စဉ်ဖြတ်တန်းနေကြတယ်ပေါ့နော်ဒီလိုမျိုးလုပ်ငန်းခွင်ရဲ့မွန်းကျက်မှုတွေအလုပ်ပဲရဲ့လေးမှာတကယ်ချင်းတွေစုပြီးတော့ခီးထွက်တာတော့အကောင်းဆုံးပါဒါမှကိုယ့်ရဲ့စိတ်ဖြစ်စည်းမှုတွေအနည်းနဲ့အများပြေရောက်တယ်ပေါ့နော်ကျွန်တော်ကတော့ပုံမှန်အဖြစ်အလုပ်ပဲရဲ့တွေဆိုရင်ခီးထွက်ဖြစ်ပါတယ်ခီးမထွက်ဖြစ်ဘူးဆိုရင်တော့အခုလိုလေးအဆောင်မှာတကယ်ချင်းတွေစုပြီးတော့တစ်ခုခုလှုပ်ရှားဖြစ်ပါတယ်ဒီလိုမလှုပ်ရှားဖြစ်ဘူးဆိုရင်လည်းကိုယ်ဝါသနာပါတဲ့အခုလိုဒါဗီဒီယိုလေးတွေဖန်တီးရင်းနဲ့မှဘယ်လိုလေးရိုင်းရင်းနဲ့မှဒါအက်ဒစ်လုပ်ရင်းနဲ့မှအချိန်ကုန်ဆုံးပါရပါပြီအားလုံးပဲစားကြပါအောင်ကြာဒီမှာအချိန်လေးကိုထည့်ပြီးရင်ဒီလိုပဲဇာလေးတွေကိုထည့်အချိန်လေးနဲ့ဆိုရှယ်ပဲကိုရီးယားညီကိုတွေပေးရလေးမှာလှုပ်ရှားကြည့်ပေါ့နော်တခါတလေစမူစာကြိုက်ရင်ပေါ့ဒါပေမဲ့ညီကိုရတော့စမူစာကြိုက်မှာပါစမူစာကတော့မကြိုက်တဲ့လူမရှိတော့ပါဒီစမူစာပြောရတော့ရှယ်ပဲကောင်းဟာဒီကိုရနာအမေရောက်မှန်နေဒီလိုကန်သွားလိုက်ဟမ်ဒီတော့အခုမှ16နှစ်လေးပြန်ပြောနော်သူ့လိုဘွားနေလို့ဒါမှဝိညာဉ်ချတယ်ဒီမှာတရားရှိပါတယ်ဘိုက်တွေပါမိတ်ချလိုက်တော့ရှယ်ပဲနော်ခုနကကြော်ပြီးတဲ့ထိုင်စားနေတာပါကြော်ထိုင်စားဒါတော့မစားဘဲနဲ့ပဲများနေတဲ့တယောက်ပဲဖြစ်ပါတယ်စားပြီးသွားလို့အိမ်ကြီးရတယ်ဟောစားပြီးသွားလို့အိမ်တွေရတယ်โอเคပါအားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်